สัจจตะคุลงมาชินีดอเมียนมาตูเมียนมาตาปองโดจนอปาสตาดอกตามัวนี่ปีดอสิมันดออีวิงลิตยากูอันนี้ไงวิมีชิมาเรရှင်ရောအခန်းကြီးတော့ငယ်16ဖျားတဲ့တာတော်ကိုယုံကြည်တော့သူပေါင်းတို့ဒီပစ္စည်းချင်းတို့မရောက်ထာဝရတက်ကိုရချင်းကဖျားတဲ့မိမိနဲ့တပါတီတော့တာတော်ကိုစွန့်တော်မူရတဲ့အောင်လောကီတာတို့ချစ်တော်မူ၏ဒါကြောင့်အစ္စလာမ်ဟိန္ဒူဗုဒ္ဓပဲဖြစ်ဖြစ်ကုစနီရခိုင်တော့ငါတို့ခရစ်ယာန်အဖွဲ့အစည်းပဲဖြစ်ဖြစ်တနည်းတော့ခါတီးရမယ်လို့ဟောပြောထားပါတယ်။မှန်ပါတယ်အဘဲကြောင့်ဆိုတော့အာဒါမ်နဲ့အေဝါပြစ်ကြောင့်ဖြစ်ပါတယ်။သူအာဒါမ်နဲ့အေဝါပြစ်ကြောင့်လူဆိုတာတနည်းတော့တီးရမယ်။သူအရာကနေလွတ်မြောက်နေဖို့ရ။ယေရှုခရစ်တော်ကျွန်တော်ကိုစတည်သွားပြီ။သူယေရှုခရစ်တော်ကိုလက်ခံတော့သူဟာဆိုလို့ရှိရင်တနည်းတော့ခါတီးစရာမလိုဘူး။ဦးစီယမလို့ဘူးနာစီယမလို့ဘူးတင်းကျဲလို့တွားစီယမလို့ဘူးထာဝရနုပြချင်းထာဝရအသက်ရှင်လို့ရပါပဲဒီကဘာမှာပဲရှင်တခြားကဘာမှာပဲရှင်အဲဒီတန်ပေါင်းများစွာမကထာဝရအသက်ရှင်လို့ရပါတယ်ဒါကြောင့်သူယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတရားကိုလက်မခံချင်တော့သူတို့ဟာဆိုလို့ရှိရင်ရှင်မတဲ့အခန်းကြီး7အငယ်24တရားဆုံးဖြတ်တော်နည်းနဲ့တင်ဟာဆိုလို့ရှိရင်တော်ရုံနဲ့ဂုံရာမျိုးကတော့ခံရလိမ့်မယ်တရားဆုံးဖြတ်တော်နည်းဟာဆိုလို့ရှိရင်ရှင်ယောဟန်အခန်းကြီး3အငယ်18သူတော်ရဲ့ကဲတင်ချင်းတရားကိုလက်မခံချင်တော့ကြောင့်အခုပင်တရားရှင်ချင်းခံရ၏ပထမကောရိန္သုစာဆောင်အခန်းကြီး6အငယ်နည်းနဲ့3မှာဆိုလို့ရှိရင်တဲတို့ဒီဤလောကကိုတရားရှင်ရယူမသိကြသလားကောင်းကင်တမန်တို့ကိုတရားစီရင်ရမျိုးမတိကြသလားဒီဤဝိရိတရားကိုမကြိုက်တော့သူတို့ဟာဆိုလို့ရှိရင်ကောင်းကင်တမန်ပဲဖြစ်ဖြစ်ငါတို့တရားစီရင်လို့ရပါတယ်ဒါကြောင့်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတရားကိုရရှိပြီးဒီကဘာဘာရှင်တခြားကဘာဘာရှင်ငါတို့ကလေးရှိမရှင်အခြားကလေးရှိမရှင်ကလေးတန်ပေါ်များစွာမကအသက်ရှင်ဖို့ရဖိတ်ခေါ်ပါတယ်ယေရှုနာမဖြင့်ဖိတ်ခေါ်ပါတယ်အရောက်ရှိတိုင်းဖျားရှင်ကောင်းချီးပေးပါစေ